မန္တလေးမြို့မှာယနေ့ဇန်နဝါရီ10ရက်ည9:29မိနစ်အချိန်ကအတန်နဂတီအင်အားတိတာသည့်နောက်ဆက်တွဲငလင်တစ်ခုလွတ်ခတ်သွားခဲ့ပါတယ်။လူများနေအိမ်များအတွင်းမှာထွက်ပြေးရသည့်အထိငလင်သည်တိတာလွန်းတယ်လို့လည်းသိရပါတယ်။ နေပြည်တော်မိုးစလာရဲ့အထုတ်ပြန်ချက်အရရောမြေပြင်သတင်းများအရပါဒီကနေ့ဇန်နဝါရီလ10ရက်ည9:26မိနစ်အချိန်မှာမန္တလေးမြို့နယ်အနီးကဝိုက်မှာအင်အားအသင့်ရှိတဲ့ငလင်တစ်ခုလွတ်ခတ်သွားခဲ့တာလည်းဖြစ်ပါတယ်။ ဒီငလင်ဟာမန္တလေးမြို့ခံတွေရဲ့အဆိုအတန်းနဲ့အထူးတိတာလွတ်ခတ်သွားတာဖြစ်ပြီးမြို့ပေါ်ရက်ကွက်တော်များများမှာခန်းစားခဲ့ရတယ်လို့သိရပါတယ်။အထူးသဖြင့်2025ခုနှစ်ကလွတ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင် aftershock အဖေးခန့်မှန်းနေကြပြီးမြို့ခံတွေအကြားစိုးရိမ်မှုတွေရှိနေပါတယ်။ လက်ရှိအချိန်အထိတော့ဒီငလင်ကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေတွေကိုအသေးစိတ်မသိရသေးပါဘူး။မိုးစလာထန်ရကတော့ငလင်ရဲ့ဗဟိုချက်နဲ့အင်အား magnitude ကိုတိတိကျကျထုတ်ပြန်နိုင်ဖို့လှုပ်ဆောင်နေစေဖြစ်ပါတယ်။ မိဘပြည်သူများအနေနဲ့နောက်ဆက်တွဲငလေးငယ်လေးတွေထပ်မံလွတ်ခတ်နိုင်တာကြောင့်အထက်မြင့်အဆောက်အုံတွေမှာနေထိုင်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့နဲ့အရေးပေါ်အခြေအနေအတွက်ပြင်ဆင်ထားကြဖို့တိုက်တွန်းလိုပါတယ်။စိတ်တွေလည်းညစ်ပါတယ်ဗျာမန္တလေးမှာငလင်ကြီးလောက်တာ6လကျော်ပြီဒီ6လကျော်အတွင်းမှာငလင်မလောက်တဲ့နေ့ကိုမရှိဘူးသေးတာနဲ့ကြီးတာပဲကွာတယ်အခုပဲကြည့်လေအတန်ရောဒုံးဆိုမြည်ပြီးတော့မှငလင်ရတခါလေအရင်တစ်ခါလိုပုံစံမျိုးပဲလှုပ်တာအဲ့ဒါနဲ့အိမ်ပေါ်ထက်တက်ပြီးဟိုးမှတဟုံးဟော်တရားလူတွေလည်းအကုန်လုံးအပြင်ထွက်လာကြတယ်မှရက်ွက်ထဲကလူတွေလည်းအပြင်ကိုအခုမှထွက်လာကြဒုတိယတစ်ကြိမ်ပြန်လှုပ်တဲ့မှရက်ွက်ထဲကလူတွေလည်းအကုန်ထွက်လာတာနောက်ဆက်များလှုပ်နေဦးမလားမသိပါဘူးဗျာတော့စိတ်ပြက်ဖို့ကောင်းပါတယ်ငလင်ရတယ်ဟိုအိမ်ပြင်ရတာမောနေတဲ့အိမ်ပြင်ရတာထိုင်ချရတာအခုမှအိမ်ပြင်လို့ပြီးကြတာရှိသေးတယ်အမောကိုမပြေသေးဘူးဗျာအခုပြန်ပြီးတော့မှငလင်ကအကြီးများလှုပ်ရင်တော့ပြီးပါပြီဗျာလူဘဝလည်းမနေပျော်တော့ပါဘူးဒီလောက်ကြီးငလင်ကြီးကတစ်နှစ်ပတ်လုံးများနှိပ်စက်နေကြည့်ပါဦးနော်ဟိုကကြည့်ဟိုမှာတဟုံးခေါ်တရားတရုတ်တွေအများကြီးပဲလမ်းပေါ်ထွက်ချလာဘယ်နေရတော့မလို့အတန်ကြီးကလည်းကြောက်စရာကြီးဒုံဆိုပြီးတော့အဲ့လိုဟောတာအိမ်ပေါ်တက်ဝေယန္တာထွက်ပြီးတော့တစ်ခေါက်ကလှုပ်လိုက်သေးတယ်တိုက်ကြီးကိုခါထွက်သွားတာဗျာနော်မန်လေးသူမန်လေးသားတွေအတွက်လည်းစိတ်မကောင်းပါဘူးဗျာဒီတို့ကြားတဲ့ခါကျတော့ဘယ်တိုက်တွေများထပ်ပြိုမလဲမသိဘူးမနေ့ကမှသိရတော့မှ